အခုကြည့်ရမှာကတော့အောင်စပူကနေတဲ့ပခိုးပွဲကိုလာရောက်ဖြောပြပေးတဲ့မင်းသားလေးတူရဝင်းထွလေးပါဗျ သူရဝင်းဝင်လာလိုက်တာမင်းသားလေးကချောတယ်နော်လူရှင်တော်လေးကကလားနေပါလားကျွန်တော်တို့လာခြင်းလို့လမ်းမှာကားပိတ်တော့လိန်ကြီးလာကြတာဝင်းလာပါတယ်ဝင်းလာပါတယ်ဖဲဆိုပြီးတော့လူရှင်တော်တွေကချစ်စရာလေးတွေကလားတွေကနေလေကလားပါနေရဖိတ်ကြီးတယ်ဘာလို့မပြန်နိုင်သေးဘူးနော်ပညာလုံးပြောက်တယ်ဘာလို့မလီတော့ပေါ်လာတယ်ဘာလို့ပါလဲဟဲ့ငါတော့သူဘာလို့မလီလို့မမြင်ဘူးဘယ်လိုမြင်လဲစောက်ဘိန်းနဲ့ပြောပါတယ်ပြန်နေတယ်ရုပ်နဲ့တခါတော့ဟဲ့လာ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 ရှင်းဆက်လေနားလေးတက်နေတယ်နားလေးဒါပဲရတယ်ရှင်းဆက်ဖို့စာသားပြတ်သွားတယ်ဘယ်ရောက်တော့တရားဝိတ္တကချောလာပဲမစိုးဘူးဗျငါမိမိပဲဘူးမအမနာပြောရတဲ့တည်းဟုတ်တယ်ကိုကြီးပဲအတိပဲလေတိပဲလေနာလေးနဲ့တဲ့ဆင်းဆိုတော့ဆင်းဆိုတော့တော့အောက်ကပြိတ္တကြီးဆိုလိုက်တော့လာ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 ဒါပဲလားဟုတ်ပြီဘယ်လိုဆင်းလဲအောက်ကလေးကတော့ဟေးအောင်စုလေးကတော့ကြည့်လို့တော့ရလားအောင်စုလေးကိုကြည့်ရကြည့်ရလားအောင်စုသမီးနဲ့ကိုကြည့်ပါလားအောင်စုမပြေအောင်မပြေမလားဟေးလာ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 ကလေးလာ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 ဘယ်လိုဆိုကြသူရရတယ်လာ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 စားတော့ကိုဟဲ့ပြောတာကြည့်ရောစားနော်ဒီကိုလေးဒီကိုလေးဟေးသူရဝိတုလေးလာလိုက်တာမင်းသားလေးကချောတယ်နော်လူရှင်တော်လေးကကလားနေပါဟွာဘောလုံးကနာချောဒီမှာလို့ပါအဲ့ဒါမင်းရှိကိုရောက်တာနောက်ချက်တော့ခွင့်လို့ပါဒီလိုပါလားဒီကိုကြီးစုံလို့အတင်းလေးပါလေပြောကြတယ်ကျေးဇူးများကြီးချင်ပါတယ်ကျွန်တော်လည်းကိုတရားဝတ်ထွန်းလေးကကျွန်တော်တို့အနေနဲ့ညာတိုင်းကျွန်တော်မပြေတဲ့အားဖြစ်နေတဲ့ကျွန်တော်ကျေးဇူးရှင်ကိုရဲမိုးရဲ့ဇက်တပင်မှာတူတူရဲမိုးနေစာမဲဆက်ပြီးတော့အော်စဘူးဆိုပြီးတော့ကျွန်တော်တို့တူတူလုပ်ခဲ့ကြပါတယ်လုပ်ခဲ့ကြတာအခုတော့တယောက်တစ်ဆက်စီနဲ့တစ်ဆက်လုပ်နေကြတာပါဟုတ်ပါဘူးတယောက်တစ်ဆက်လုပ်နေကြတာဒါပြီးမင်းလည်းရွှေမိုးလို့ဘယ်လိုရတော်ရအမှန်တော့မချောင်းပါဘူးကြားလားမိမဆက်ကတက်တင်နေတဲ့လိုက်ထင်းပြီးတော့ငါတို့ဆက်ကအဲ့လိုပဲချိုးနေထင်းရတယ်အော်တကယ်လို့
la 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 现在人，俺们这里真的。 哪里咋回事？谢谢我啥子？别我也别的是你的。 ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ပွဲခင်းတွေကအမှုပညာရတဆုံတင်ဆက်မှုလေးကိုပွဲချစ်သူတို့အနေနဲ့ကျင့်တဲ့အားရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုလိုအချိန်ပေးပြီးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပွဲချစ်သူပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်